80K ဆိုတာပါလေအရင်သိဖို့လိုပါတယ် 80K AU 950ဆိုတာမြန်မာရွှေရည်ရ12ပဲရည်နဲ့အတူတူပါပဲတကယ်တော့ 80K ဆိုတာရွှေသား85ရာခိုင်နှုန်းကိုအခြားတပ်တူ25ရာခိုင်နှုန်းပေါင်းစပ်ထားတဲ့ရွှေတစ်မျိုးပါရွှေသား85ရာခိုင်နှုန်းကိုငွေ25ရာခိုင်နှုန်းနဲ့ပေါင်းစပ်တဲ့အခါမှာ 80K white ကိုရွှေဖြူကိုရရှိပါတယ်သတိပြုရမှာကရွှေဖြူဆိုတာ platinum လုံးဝမဟုတ်ပါဘူးရွှေသား85ရာခိုင်နှုန်းကိုကျင်းနီ25ရာခိုင်နှုန်းနဲ့ပေါင်းစပ်တဲ့အခါမှာ 80K pink ကိုပန်းရောင်ရွှေကိုရရှိပါတယ်နောက်တစ်ခုကတော့ရွှေသား85ရာခိုင်နှုန်းကိုကြေးဝါ25ရာခိုင်နှုန်းနဲ့ပေါင်းစပ်တဲ့အခါမှာ 80K yellow ကို 80K ရွှေဝါကိုရရှိပါတယ် 80K အထည်တွေရဲ့အားသာချက်ကအခြားသတ္ထုတွေပေါင်းစပ်ထားတဲ့အတွက်ကြောင့်မလို့အကျန်းခံမဲ့ဒီဇိုင်းအစမ်းတွေပုံဖော်ပြီးဝတ်ဆင်နိုင်မဲ့ရွေးချယ်စရာပေါ်ပါတယ် 80K အထည်တွေကိုအယောင်အလဲရာခိုင်နှုန်းနဲ့သာရောင်းချပါတယ်ကျွန်တော်တို့ရွှေလန်းရွှေနာသာကြီးမှာ AU 950 80K အီတလီမိတ်အထည်တွေကိုအလဲ9ရာခိုင်နှုန်းအယောင်10ရာခိုင်နှုန်းဖြင့်ရာခိုင်နှုန်းသက်သာစွာရောင်းချပေးနေပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်မှတ်သားစရာတစ်ခုကိုကြံခဲ့တယ်ဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်